ပြီးတော့ကြီးမားတဲ့မြစ်တစင်းကိုချက်ချင်းပေါ်လာအောင်လုပ်နိုင်တယ်လို့ရေတွေကိုလည်းအကုန်လုံးခန်းချောက်သွားအောင်တခဏအတွင်းမှာပဲလုပ်နိုင်တဲ့အစွမ်းရှိပါတဲ့။နောက်ပြီးတော့ငကားဦးချိုနဲ့အတူအကူအညီတောင်းမယ်ဆိုရင်သူတို့တွေလာရောက်ပြီးတော့ကူညီပေးမယ်လို့ငကားဘရင်ကြီးကပြောပြလိုက်ပါတဲ့။အဲဒီနောက်မှာတော့ငကားဘရင်ကြီးကမင်းသားလေးကိုရသေးကြီးစီကိုပြန်ရောက်ဖို့အတွက်နောက်လိုက်တွေနဲ့အတူတူတည်တည်ချာချာလိုက်ပို့ပေးဖို့အတွက်ခိုင်းစေခဲ့ပါတဲ့။အဲဒီနောက်မှာတော့မင်းသားလေးကလည်းအရှင်အတိုင်းရသေးကြီးနဲ့အတူတူကျင့်စဉ်တွေကိုဆက်လက်ကျင့်ကြံပြီးတော့နေထိုင်ခဲ့ကြပါတဲ့။သိမကြခင်မှာပဲတနေ့မှာတော့ရသေးကြီးကမင်းသားလေးအနေနဲ့အခုဆိုရင်အစွမ်းထက်နေပြီဖြစ်တာကြောင့်မိဘတွေကိုရှာဖွေဖို့အတွက်လှုံ့ဆော်တင်ပြီလို့ဆိုပါတဲ့။မြစ်ထဲမှာအတူတူမျောသွားတဲ့မိဖုရားကြီးကတော့အရှမ်းကိုဝေးလံလာတဲ့ဘာယာနသီလို့အမည်ရတဲ့မြို့တစ်ခုကိုရောက်ရှိသွားပြီးတော့ကေတင်ချင်းခံထားရပါတဲ့။မိဖုရားကြီးဟာအရန်ကိုချုံမောလှပပြီးတော့တက်တည်ရရှိတဲ့မိဖုရားဖြစ်တာကြောင့်အဲ့ဒီမျိုးကဘုရင်ကြီးကအရန်ကိုသဘောကျသွားပြီးတော့တော်ကောက်ခြင်းကိုခံလိုက်ရပါတဲ့။ပြီးတော့နန်းတော်တစ်ခုကိုလည်းဆောက်လုပ်ထားပြီးတော့သူ့ရဲ့မိဖုရားကိုလည်းအရန်ချစ်မြတ်နိုးကြောင်းပြကအမြဲလိုလိုလဲသွားတွေ့ခဲ့ပါတဲ့။ဒါပေမဲ့မိဖုရားကြီးကိုထိလိုက်တဲ့အချိန်တိုင်းမှာမီးလိုပူတယ်လို့မျိုးခံစားနေရပြီးတော့ဘာမှဆက်မလုပ်နိုင်ခဲ့ပါဘူးတဲ့ကွယ်။ဒါကြောင့်ဘုရင်ကြီးကလည်းစိတ်တူသွားပြီးတော့မြေအောက်အကျဉ်းထောင်မှာဖမ်းဆီးခိုင်းလိုက်ပါတဲ့။ဘုရင်ကြီးစီမှာအရန်ချော်တဲ့မိဖုရားနဲ့တမီးတော်လေးလည်းရှိပါတဲ့ကွယ်။သူတို့တွေကအဖမ်းခံထားရတဲ့မိဖုရားကြီးရဲ့အဖြစ်ကိုတနာနေကြပါတဲ့။ဒါကြောင့်မို့လို့တိတ်တိတ်ကလေးအစားအစာနဲ့တောက်စရာတွေကိုပို့ပေးရှင်နေမိဖုရားကြီးကိုကဲတင်ထားကြပါတဲ့။တစ်ဖက်မှာတော့ဘုရင်ကြီးစန္ဒကလည်းဝေးလံတဲ့တောအုပ်တစ်ခုထဲမှာတောင့်တင်နေခဲ့ပါတဲ့ကွယ်။အဲဒီကနေမှသူ့ရဲ့ဇနီးနဲ့သားတော်လေးကိုရှာဖွေဖို့အတွက်တဖြည်းဖြည်းခရီးဆက်လာခဲ့ပါတဲ့။တနေ့မှာတော့ရတိအိုကြီးတစ်ပါးနဲ့တွေ့ဆုံပြီးဇနီးနဲ့သားတော်ကလေးကအသက်ရှင်လျက်ရှိတာကြောင့်အခုတော့မိမိကိုယ်ကိုစွမ်းအားတွေပါတွေရရှိအောင်ကျင့်ကြံပြီးတော့မှဆက်ရှာဖို့အတွက်အကြံပေးလိုက်ပါတဲ့။ဒါနဲ့အကိုဖြစ်သူမိကြီးစန္ဒကလည်းစွမ်းအားတွေကိုကျင့်ကြံရင်းနဲ့မကောင်းဆိုးဝါးကြီးတစ်ကောင်နဲ့လည်းတွေ့ပြီးတော့တငယ်ချင်းတွေဖြစ်သွားကြပါတဲ့။အဲဒီမကောင်းဆိုးဝါးကတော့မကောင်းဆိုးဝါးဆိုပေမဲ့လည်းစိတ်သဘောထားကောင်းတဲ့သူဖြစ်ပြီးတော့မိကြီးကိုအရန်ကိုမှအစွမ်းထက်တဲ့မော်တုတ်တန်တစ်ခုကိုပေးလိုက်ပါတဲ့။အဲဒီမော်တုတ်တန်ကကောင်းကင်ကိုညွှန်ပြတဲ့အခါမှာတေချင်းရှင်ရှင်ကိုလှုပ်ဆောင်နိုင်ပြီးတော့ရေပြင်ကိုညွှန်ပြတဲ့အခါမှာတော့ပြည့်ရည်တွေအကုန်လုံးခန်းချောက်သွားအောင်လှုပ်ဆောင်နိုင်စွမ်းရှိပါတဲ့။စန္ဒကလည်းကျင့်စဉ်တွေကိုကျင့်ပြီးတော့သူ့ရဲ့ဇနီးနဲ့သားလေးကိုရှာဖွေဖို့အတွက်ထွက်လာခဲ့ပါတဲ့ကွယ်။အရင်ဆုံးသူ့ရဲ့ဇနီးရှိတဲ့မြို့ကိုရောက်လာပြီးတော့ဇနီးတဲ့မိဖုရားကြီးရဲ့အကြောင်းကိုတစွန်းတစကြားလိုက်ရပါတဲ့။အဲ့ဒီမျိုးကဘုရင်ကြီးကသူ့ရဲ့ဇနီးကိုခေါ်ဆောင်သွားတယ်လို့သိခဲ့ရပြီးတဲ့နောက်မှာတော့နောက်ကိစ္စတွေကိုမသိရတော့တာကြောင့်ဒီကိစ္စကိုတည်တည်ချာချာစုံစမ်းဖို့အတွက်လုပ်ခဲ့ပါတဲ့။သူဟာကုံတဲ့အုပ်စုနဲ့အတူတူရောင်းဝယ်ဖောက်ကားတဲ့အလုပ်တွေကိုလုပ်ရင်းနဲ့ဇနီးတဲ့အကြောင်းကိုစုံစမ်းနေခဲ့ပါတဲ့။တစ်ဖက်မှာတော့မိသားလေးကလည်းပုပ်စိုးတစ်ယောက်နဲ့တွေ့တာခင်မင်သွားပြီးတော့သူ့ရဲ့မိခင်ဖခင်အကြောင်းကိုဆက်ပြီးတော့မှစုံစမ်းနေခဲ့ပါတဲ့။ဒီအချိန်မှာပဲတိုက်ဆိုင်စွာနဲ့သူ့ရဲ့ဖခင်ကြီးကိုတွေ့ရှိသွားပြီးတော့သူဟာချက်ချင်းကိုမှတ်မိပြီးတော့ဖခင်ကြီးကိုထိုင်ကြတော့ကဝမ်းနေစွာနဲ့တုပ်ဆက်ခဲ့ပါတဲ့။မိကြီးစံသားကတော့သူ့ရဲ့သားတော်လေးကိုချက်ချင်းမမှတ်မိပါဘူးတဲ့ကွယ်။ခဏနေတော့မှမှတ်မိသွားပြီးတော့အရန်ကိုမှအံ့ဩဝမ်းသာသွားခဲ့ပါတဲ့။သားဖောက်လျောက်စလုံးကအရန်ကိုပျော်ရွှင်သွားကြပြီးတော့ကြုံခဲ့ရတဲ့အဖြစ်အပျက်တွေကိုကိုယ်စီပြောပြနေခဲ့ပါတဲ့။ဒါပေမဲ့သူတို့နှစ်ယောက်ဟာမိဖုရားကြီးကိုကစ်တင်ရအောင်မှဖြစ်ပြီးဒီကိစ္စကတော့သူတို့အတွက်အခက်တွေ့စရာတစ်ခုဖြစ်ပါတဲ့။ဘာဖြစ်လို့လဲဆိုတော့ဒီမျိုးကဘုရင်ကြီးကအရန်ကိုအစွမ်းကြီးပြီးတော့ဒေါသလည်းကြီးပြီး
တော်ရုံထိန်ချုပ်ဖို့မလွယ်တဲ့လူတစ်ယောက်ဖြစ်တာကြောင့်ပဲဖြစ်ပါတဲ့။နောက်ဆုံးမှာတော့မင်းကြီးစီကိုအကျိုးအကြောင်းပြောပြပြီးတော့အတနာခံစားပို့ပေးလိုက်ပါတဲ့။ဒီအခါကျမှမင်းကြီးကလည်းပို့ပြီးတော့ဒေါသထွက်သွားပြီးတော့ဒီသားဖောက်နှစ်ယောက်စလုံးကိုအခုချက်ချင်းဖမ်းဆိုပြီးတော့ရှင်းမက်တွေကိုစေလွတ်လိုက်ပါတဲ့ကွယ်။ဒီအခါမှာသားဖောက်နှစ်ယောက်ကလည်းချက်ချင်းထွက်ပြေးသွားပြီးတော့တောအုပ်ထဲမှာပုန်းခိုနေရတော့တာပေါ့ကွယ်။ဒါပေမဲ့သူတို့ဟာမင်းသားလေးကိုဖမ်းမိသွားပြီးတော့ဖခင်မရင်ကြီးကတော့သူ့ရဲ့သားနဲ့ဇနီးကိုကယ်တင်ဖို့အတွက်တိတ်တဆိတ်ကြံစီနေခဲ့ပါတဲ့